Hello အားလုံးပဲမင်္ဂလာပါရှင်မတက်ပါရှင်မမေကဒီနေ့ပေါ့နော်အစာပြေအနေနဲ့ရောပေါ့နော်တရေစာအနေနဲ့ပါစားလို့ကောင်းတဲ့ဒီမျိုးဒီအစာသွလေးကြော်ပြတော့မှာဖြစ်ပါတယ်ခဲစားမယ်နော်ဒါပေမဲ့သုံးတဲ့ပစ္စည်းလေးတွေပါစက်တုံမိတ်ခါချက်ဥပေါ့နော်ဒီမျိုးဒီအပွားရဲ့ပြီးတော့မမေကတန်းကဖဲချင်းချက်တုံမျိုးရိုက်ပြီးသားလေးသုံးပါတယ်ခါချက်ဥလေးတေးသေးလေးလီးရဲပေါ့နော်ဒီတေးသေးလေးလီးပါတယ်ပြီးအဲ့ထဲကိုစက်တုံမိတ်ကိုလည်းတေးသေးလေးတွေပေါ့နော်ကြိုက်ထည့်ပေးပါမယ်ရှင်ငါဖဲကြီးတက်လဲသုံးလို့ရတယ်ပေါ့နော်ဒါလေးကတော့အယောင်လေးလာအောင်ပါပြီးရင်တော့ဒီထဲကိုမမေကငှက်ဖဲထဲမှာပေါ့နော်ခါကျဦးဒီချက်တုံးမိတ်ထဲကိုမမေကပေါ့နော်ငှက်ဖဲထဲမှာပေါ့နော်အဲဒါဒီငရုတ်သီးတွေမမေကလှီးထားပါဒီထဲကအထက်ကအစီလေးတွေကိုဖဲထုတ်လိုက်ပါမယ်ပေါ့နော်အဲဒါဖဲထုတ်ပြီးသွားပြီပေါ့နော်ဒီထဲမှာအစာသွတ်မှာဖြစ်ပါတယ်ခုနဒီပေါ့နော်မှွေထားတဲ့အခါကျဦးချက်တုံးမိတ်ထဲကိုငှက်ဖဲထဲပါရဲ့ပြီးမမေကစားလေးအနှဲငယ်ထဲပါရဲ့ရှင်ပြီးတော့တေချာလေးပေါ့နော်မှွေပေးလိုက်ပါတယ်အရသာလေးနှမ်းတော့တေချာမှွေပေးလိုက်ပါတယ်ပေါ့နော်ဒီထဲကိုပဲငှက်မြရဲ့အကြည့်လဲထည့်လို့ရတယ်နော်မမေကဒီတိုင်းလေးပဲပေါ့နော်ဒီတိုင်းလေးပဲထည့်လိုက်ပါတယ်ပြီးတော့ခုနကအစီဖယ်ထားတဲ့ငရုတ်တီတွေကိုဒီအစာလေးထည့်ပြီးတော့သွတ်ပါမယ်ဒါလေဒီလီပြီးတော့မှပေါ့နော်လီပြီးမှအစာသွတ်လဲရတယ်ပေါ့နော်မမေကအရင်အစာသွတ်လိုက်မိတယ်ပေါ့နော်အစာသွတ်ပြီးသွားပြီပေါ့နော်အကုန်လုံးအစာသွတ်ပြီးသွားပြီဆိုလို့ရှိရင်တခိုင်းစားနိုင်ပမာဏလေးလှီးပါမယ်ဒီလိုလှီးပြီးမှလည်းအစာသွတ်လို့ရတယ်ပေါ့နော်မမေကအစာသွတ်ပြီးမှလှီးလိုက်တဲ့အတွက်ဂျားထဲမှာနည်းနည်းလေးပေါ့နော်လိုနေရပေါ့နော်လိုနေတဲ့နေရာလေးကိုထပ်ပြီးတော့ဖြည့်ပေးလိုက်ပါတယ်ရှင်းပြပြလေးဖြစ်သွားအောင်ပေါ့နော်ဒါလေးကအရန်စောက်လို့ကောင်းတယ်နော်လိုက်လို့စားကြည့်ကြပါကဲဒါကြော်ဖို့အဆင်သင့်ဖြစ်သွားပါပြီစီပူပူထဲမှာထည့်ပြီးတော့ကြော်ပါမယ်ရှင်မမေစီပေါက်လို့ပေါ့နော်စီပေါက်လို့ကင်မရာလေးနည်းနည်းလေးဖြစ်သွားပါတယ်အရောင်လေးရဲဝိုင်းပေါ့နော်ချက်ပြီးတော့အရောင်ရဲသွားရင်ဒီတူတူစားဆက်ရှိလေးကြော်ပြီးမယ်ပေါ့နော်ဒါနဲ့လည်းနောက်တစ်ဖက်ကိုလာလာပါရှင်ဟိုဘက်လည်းလိုက်ကြော်ကြော်ရမယ်နော်ရောင်လေးရဲသွားပြီဆိုလို့ရှိရင်တော့မမေကပကံထဲကိုဆက်ထည့်ထားလိုက်ပါမယ်ဒီကဆိုရင်တော့အရန်စားလို့ကောင်းတဲ့ငရုတ်သီးအစာသွတ်ကြော်လေးရသွားပါပြီပေါ့နော်မမေဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကြောက်ချင်းစီမမေကကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာမမေကဘယ်လိုဟင်းလေးရဖန်တီးပေးမလဲဖန်တီးအောင်မလဲဆိုတော့ဘောနော်ဆက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ရှင်အားလုံးပဲနှုတ်ဆက်ပါရနော်